ကိုကသူများကအင်္ဂလိပ်စကားပြောတာကိုနားလည်တယ်ဒါပေမဲ့ပြန်ပြောဖို့အတွက်ခက်ခဲနေတယ်ပြန်မပြောတတ်ဘူးဖြစ်နေလားဒါဆိုရင်တော့ဒီဗီဒီယိုအဆုံးထိကြည့်ပေးပါဒီနီလန်းလေးတချို့ကို sharing လုပ်ပေးပဲပေါ့နော်ဆရာလောက်တာမဟုတ်ဘူးအချို့လေ့လာခဲ့တဲ့နီလန်းလေးအတိုင်းကိုရိုးရိုးရှင်းရှင်းလေးနဲ့ပြန်ပြီးတော့မျှဝေပေးတာဖြစ်ပါတယ်နံပါတ်1အချက် start with simple sentence ရိုးရိုးရှင်းရှင်း sentence လေးတွေနဲ့စပြောပါခုဆိုရင်ချို့ဆိုလို့ရှိရင်ဥပမာ I'm wearing a black dress ငါအမဲရောင်အင်ဂျီကိုဝတ်ထားတယ် I'm holding a pen ငါဘောပင်တစ်ချောင်းကိုကင်ထားတယ် I'm recording a video ငါ video တစ်ပုဒ် record လုပ်နေတယ်ဘာလို့ဖို့လဲဒီ video ကကြတော့to post on TikTok မှာတင်ဖို့အတွက်နောက်တစ်ချက်ကကြတော့ speak every day နေ့တိုင်းအင်္ဂလိပ်စကားပြောပါ5မိနစ်ပဲဖြစ်ဖြစ်10မိနစ်ပဲဖြစ်ဖြစ်15မိနစ်ပဲဖြစ်ဖြစ်ကိုနိုင်တဲ့လောက်နေ့တိုင်း English လို့ပြောပြီးတော့ကျင့်ပါနောက်နံပါတ်3 talk about your daily life ကိုယ့်ရဲ့နေ့စဉ်ဘဝမှာဖြစ်ပျက်နေတဲ့ဟာတွေကို English လို့ပြောကြည့်ဥပမာ like what I'm doing now ကိုအခုဘာလုပ်နေတာလဲအဲ့လိုမျိုးပေါ့နော်နောက်တစ်ခုက daily routine my morning routine မနက်စောစေး I woke up at 6 a.m. and I wash my face and brush my teeth and I prepare to go work နောက်တစ်ခုကကျတော့ကိုပြောချင်တဲ့ topic တွေရွေးပေါ့နော်ဥပမာကျမဆိုရင်အခုဒီစာအုပ်ဖတ်နေရပေါ့နော်ဒါဆိုရင်စာအုပ်အကြောင်းပြောမယ်ဆိုရင်ကိုက9မိနစ်ဒီစာအုပ်အကြောင်းပြောမယ်ဆိုရင်ဥပမာနော်I'm reading a book right now ငါဒီအခုစာအုပ်တစ်အုပ်ဖတ်နေတယ် The title is You Can Change စာအုပ်နာမည်ကသင်ပြောင်းလဲနိုင်ပါတယ်ပေါ့နော် You can change there are a lot of topics in this book ဒီစာအုပ်ထဲမှာကခေါင်းစဉ်ခွဲသေးသေးလေး topics လေးတွေအများကြီးရှိတယ် I've read about 3 topics ငါခေါင်းစဉ်3ခုကိုပဲဖတ်ရသေးတယ်ဒါမျိုးပေါ့နော်ကိုဘာလုပ်နေရလဲဆိုတာကိုရိုးရိုးရှင်းရှင်း simple sentence လေးတွေနဲ့ပြောကြည့်ပါအမလေးအချက်အနေနဲ့ record your voice ကိုယ့်ရဲ့အတန်ကိုrecord လုပ်ထားအတန်ဖမ်းပြီးတော့ပဲဖြစ်ဖြစ် video record ယူပြီးတော့ပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုပြောအဲ့ဒီကို record လုပ်ထားတာကိုပြန်ကြည့်တဲ့အခါမှာငါရဲ့အတန်တွက်ကတိုးတက်လာပြီလားဘယ်နေရာတွေမှာပြောင်းလဲဖို့လိုတာလဲမလိုအပ်ဖဲနဲ့ s တန်တွေထွက်နေလားမလိုအပ်ဖဲနဲ့ r တန်တွေထွက်နေလားဒါတွေကိုကိုကပြန်နားထောင်ပြီးတော့ကိုက judge ပြန်လုပ်တာပေါ့နော်အဲ့တော့ကိုpractice လုပ်တာကို record ယူထားပါ number 5အရေးအကြီးဆုံး ignore fear and mistakes မကြောက်ပါနဲ့အမှားလုပ်မိမှာမကြောက်ပါနဲ့ English ဆိုတာကကျတို့ဒီငငယ်လေးကပြောလာတဲ့ဘာသာစကားမဟုတ်ဘူးခုမှလေ့လာရတယ်နောက်ပြီးငငယ်လေးကလည်းEnglish ကျောင်းတွေမှာတက်လာပြီးတော့ဒီ English ဘာသာစကားနဲ့familiar ဖြစ်ခဲ့တာမဟုတ်ဘူးခုမှလေ့လာရတယ်အဲ့တော့မှားလုပ်မိမှာမကြောက်နဲ့လူတိုင်းကတော့မှားမှာပဲချိုးလဲပြည့်စုံနေတာမဟုတ်ဘူးမှားနေတော့မယ်ပေါ့နော်ဒါပေမဲ့ဒီလိုပဲကိုယ့်ရဲ့ record တွေကိုပြန်ကြည့်ခြင်းအပြင်အရင်နှစ်ကထပ်ဆိုင်ရင်အခုနှစ်က English အတန်တက်တွေ vocabulary usage တွေကိုပို့ပြီးတော့သိလာတယ်ပို့ပြီးတော့အဆင်ပြေလာတယ်လို့ထင်တယ်ပေါ့နော်အဲ့တော့အမားတွေလုံးမိမှာမကြောက်ပါနဲ့လူတိုင်းကတော့မှားမှာပဲမမှားတဲ့လူမရှိဘူး okay